မဲမင်္ဂလာပါဗျာ easy မြန်မာ channel ကပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့ EDEN ဆိုတဲ့ဒီကောင်က controller လေးကိုကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ် controller လေးကိုဘယ်လို setting ချိန်မယ်ပေါ့နော်အခုတော့တဲ့ temperature က24 degree celsius ရှိတယ်24 degree ရှိနေပေါ့အဲ့ဒါကိုကျွန်တော် setting ချိန်မယ်ဗျာချိန်ချင်းနဲ့ set ထဲကိုဝင်ရမယ် set ထဲကိုဝင် PV1 ဆိုခုနလက်ရှိနေတဲ့တန်ဖိုးအဲ့တော့ကျွန်တော် set point ကိုပြောင်းခြင်းနဲ့ဆိုရင်ဒီဓာလေးကိုနှိပ်လိုက်SP1 ဆိုတဲ့ဟာပေါ့လေ SP1 ကိုတောက်ပြီးဆိုရင်စက်ကိုတစ်ချက်ပြန်နေအဲ့တော့ကျွန်တော်တို့ထပ်ချလို့ရတယ်နော်ဒါဟိုလိုချင်တဲ့16နော်ဒါတင်ချင်းတရားအခုကျွန်တော်16ကိုထားလိုက်ပြီးသွားရင်စက်ကိုနှိပ်လိုက်စက်ကိုနှိပ်လိုက်မယ်အခုပြန်ပြီးတော့တစ်ချက်အဲ့ဆိုရင်အခုဒီမှာကွန်ပျူတာစတယ်ဒါကြောင့်ကျွန်တော်က set point ကိုကျွန်တော်က24ရှိတဲ့ဟာကို16ထားရတဲ့အတွက်ကွန်ပျူတာကပေးလိုက်နော်အဲ့တော့ဒီကောင်ကိုပြန်ရက်ချင်တယ်ဆိုရင်ကျွန်တော်သူ24တဲ့ကြော်တဲ့ဟာပေးမှရမှာနော်ဒီဟာ PBN တော့လည်းလက်ရှိတန်ဖိုးပေါ့ဗျာ24အဲ့ဒါကိုပြောင်းချင်တယ်ဆိုရင်set point နဲ့ကို set point ပြန်ချိန်နေတယ်ဆိုဒီနေ့ SP1 နဲ့ဝင်ဒါကိုနေ့16ချိန်ထားလို့ကလဲနေရနော်အဲ့ဒါလေးကိုနေမယ်24ဆိုရင်26လောက်ထားတော့ရက်သွားလိမ့်နှံ့နေရတယ်ဟောအဲ့ဒါရက်သွားပြီနော်အဲ့ဒါရက်သွားပြီကျွန်တော်တို့ set point က26ထားလိုက်လို့လက်ရှိအပူချိန်ကိုကြည့်ရင် PV1 ဆိုတဲ့ဝင်ကြည့်ရတယ်နော်လက်ရှိအပူချိန်က24က26ထားလိုက်လို့သူကတက်မှတ်တဲ့နည်းသွားတယ်သူကရက်လိုက်တာအဲ့တော့ကျွန်တော်ပြန်ပြီးတော့မောင်းကြည့်မယ်နော်စတင်နဲ့ဝင်ဒီထဲကို SP1 နဲ့ဝင်မယ်ပြီးရင်စက်ကိုနှိပ်ချော့မယ်10ထားကြည့်လိုက်နော်နောက်တော့ဒါများရင်6နောက်တော့ကွန်ပျူတာလဲသွားပြီနော်အဲ့ဒါတော့စက်ပိုင်းဟာပြန်နေမှာပုံမှန်ဦး20ထားလိုက်ပြီ20ထားလိုက်ချိန်မှာသူ့ရဲ့တန်ဖိုးကြည့်ရင်20ထားရတော့ဒီ23က20တိရောက်တဲ့ဒီသူကကွန်ပျူတာကိုလဲမယ်နော်ဒီကွန်ပျူတာလဲနေ20တိရောက်ပြီဆိုရင်ဒီကွန်ပျူတာကိုပြတ်တာဟုတ်ကဲ့ပါအားလုံးကြိုးပြပါနော်